Man နဲ့လက်ရှိဘယ် major မှာတက်နေရလဲ နာမည်အောင်ကောင်းဆက်ပါတက်နေတဲ့ major business ပေါ့ IBBA အောက်မှာတက်နေရပါ Okay IBBA ပြီးသွားရင်ဘယ် career ဘက်ကိုသွားဖို့စဉ်းစားထားလိုက်ပြီးတော့ IBBA ပြီးသွားပြီဆိုလို့ရှိရင်လုပ်မယ်ဆိုလို့ရှိရင်လာတော့ဘယ်လောက်ရမယ်ထင်လဲထိုင်းနိုင်ငံမှာလုပ်မယ်ဆိုလို့ရှိရင် comment ကြီးပေါ့ပြောမယ်ဆိုကျွန်တော်အိမ်ပြန်ပါမြန်မာပြည်ပြန်ပါ Okay Siam University က first choice လားဘာကြောင့် Siam University ရွေးချယ်ခဲ့တာလဲSiam University ကမန်နိုင်မြောက်နဲ့ first choice ပဲကျွန်တော်ဘာမှအများကြီးလိုက်ပြီးတော့မရှာခဲ့ဘူးဘာလို့ဆို location နဲ့ပဲဒီကတော့ဟိုမှာမနေချင်တော့အနေတက်လိုက်တဲ့ပုံစံမျိုးနဲ့ပို့တူတယ်ဆိုတော့ဘယ် major ကိုအမြင်ပါတော့ဘယ် major ကပတ်စံ waste ဖြစ်တယ်လို့ခံစားရတယ်တက္ကသိုလ်တက်မှာဆိုလို့ရှိရင်business ပေါ့ဗျာကိုရဲ့ reflect ကဘာလို့တင်လဲ flat လားဆရာကြီးလောက်တာ Okay ဘန်ကောက်မှာနေတဲ့အခါမှာ rank ကို food ကိုတလောက်ဘယ်လောက်ကုန်လဲဘယ်လောက်သုံးပြလဲ rank of food ကျွန်တော်ကတော့ accommodation ကအကုန်ဆို2000ပဲ2000နဲ့တော့နေပေါ့ Okay ဆိုဘန်ကောက်မှာနေတဲ့ကောင်းတဲ့အကိုကြိုက်ဆုံးချက်ကဘာလို့ထင်လဲဘန်ကောက်မှာနေတဲ့အတွက်ဘန်ကောက်မှာနေတယ်ကျွန်တော်တို့ဘန်ကောက်ကဒီက Thai culture ကိုတော့ကြိုက်တယ် Okay သူတို့မြန်မာ culture နဲ့တိတ်မကွာတော့သူတို့ one ဖြစ်တဲ့ culture family culture ကိုကြိုက်တယ် Siam University မှာလာမဲ့ intake တွေမှာလာတက်မဲ့ကျောင်းသားတွေကိုဘာအကြံပေးခြင်းလဲcampus life ကိုခံစားကြည့်ပါ at least စာရကတော့စာအုပ်ထဲကသင်တာဆရာကြီးသင်တာတွေကကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်ဒါပေမဲ့ဒီကတော့ဒီရောက်လာပြီဆိုရင်ဒီ connection ရအောင်လူပေါင်းဆက်အောင်လုပ်ကြည့်ပါ international လာတက်နေပဲကိုဒီမြန်မာတွေပဲပေါင်းတော့မဟုတ်တော့ပဲねဒီအပေါင်းအသင်းလည်းများအောင်လုပ်ကြည့်ပါဒီ campus ပေါ်မှာသင်ယူကြည့်ပါကျွန်တော်အဲ့လိုမျိုးကြံပေးခြင်းတယ် Okay so အားတဲ့ချိန်မှာဘာလို့ဖြစ်လဲအဲ့အချိန်ခုလိုကြောင်းလာတယ်ပေါ့နော် Okay ကြောင်းလာပြီးတော့ coffee လူများတိုင်ရင်တောက်တယ်ပေါ့